Hello မင်္ဂလာပါဒါအရင်လမ်းပေးလိုက်တဲ့ငါ6တိုင်းရန်ကြီးရန်6ရန်စားပေါ့အဲ့ဒါကိုဒီငါ6ကြီးကိုဒီငါ6ကိုဘဲဥရေအာလူရနဲ့ချက်ပါမယ်ရှင်ဘဲဥအရင်ပြုတ်ပါရင်6ကိုတုံးလို့ရအောင်ခဏလေးရင်စီးပါတယ်အပြင်ကနေတုံးလို့ပုတ်ပါမယ်အရှင်းကြည့်ရကြတော့လေတစ်ချမ်းလောက်ကိုပဲချက်ပြီးတော့တစ်ချမ်းလောက်ကိုกินပါမယ်ပဲဥရဲ့ငါ6ရဲ့ခင်းချစ်တီးလေးရဲ့အာလူးလေးရဲ့နဲ့မကြီးလေးရောပြီးတော့ဟင်းချက်ပါမယ်ဒါမကြီးသေးကိုရေးစိတ်ထားပါလေဒါငယ်ဆိုအကောင်ကြီးကိုရေးဆေးပြီးတော့ပိုင်းလေးနဲ့ယူလေးနဲ့ခုထားပါလေဘဲကိုပြုတ်ခွာပြီးတော့ဘဲဥထဲကိုအရှားကလေးဝင်အောင်ငံပြာကြီးလေးထည့်ပြီးတော့ခဏလေးနှက်ထားပါကျွန်တော်ပြနေချင်းကြိတ်ထားပါခန်းကြီးဒီနှလုံးလောက်တုံးမယ်အာလူက3လုံးလောက်ထည့်ပါမယ်စီပူလာရင်အာလူကိုအပေါ်ရင်တက်အောင်အာလူကိုအရင်ကြော်ပါမယ်ရှင်အာလူကိုစားလေးနဲ့နေထားတာပါအာလူလေးပေါ်ရင်တင်းပြီးဆိုရင်ပြန်ဆယ်ထားလိုက်မယ်အာလူတော်ရတဲ့အခါလေးအာလူပေါ်ရင်တင်းတော့တဲ့ခါကျရင်ဟင်းချက်တဲ့ခါကျရင်အာလူကလွယ်လေးတကူမကြည့်တော့ဘူးပေါ့နော်အားကြောင့်ပေါ်ရင်တင်းအောင်လေးရကြော်ထားပြီးတော့ပြန်ဆယ်ထားပါမယ်ငါချကိုလည်းအဲ့တိုင်းပဲစီပူလေးနဲ့ခဏလှိမ့်လိုက်မယ်အပေါ်ရင်အသားလေးတင်းတော့အားဆိုဟင်းချက်တဲ့ခါကျရင်ဘယ်ရမှလွယ်တကူမကြည့်သွားဘူးအရှူးကြီးအများကြီးမထွက်လာဘူးပေါ့နော်ငါ6ရုပ်အတုံးကြီးနေချက်တာဒီအတုံးတွေးရည်နဲ့စုပ်စားတာကြိုက်လို့ဒါလေးကတစ်ချမ်းလောက်ထက်ချမ်းနဲ့ချမ်းကျင်နဲ့ချမ်းလို့ရပါတယ်။ဆိုတော့ဒီလိုအတုံးကြီးရည်နဲ့ချက်ကြိုက်လို့ပါ။ဒီနော်ခုတော့အချွေလေးရင်းစိတ်ထားတာနဲ့ဒါလေးကိုနည်းနည်းစီတက်နည်းနည်းနွားလာပြီဆိုရင်ချမ်းကျင်လေးကိုထည့်ပါမယ်။ဒီပြီးတော့အချောင်းတင်ဟုတ်ခင်းလို့ချမ်းကျင်လေးကျင်းတော့တင်ရဒါလေးကိုအနှစ်ကြာထိထပ်ပါမယ်ဒီခင်းကြီးတည်းရချင်ပေါ့နော်မသိမဟုတ်ရောင်သိမဟုတ်ကတော့ကိုယ်စိတ်တဲ့အနေထားတိုင်းပေါ့တစ်ချမ်းချရထဲတာ26နဲ့ထဲမှာဖြစ်တဲ့အတွက်အငြင်းအောင်တတိထားပါမယ်ဒါပေမဲ့ဒီ26လေးကအရင်စားပေါ်တယ်ဆိုတော့ကိုယ်စိတ်တဲ့အငြင်းအနေထားညီမမဆက်ပါ26နဲ့ညီနေကြတော့လေအငြင်းတော့မှဆိုတော့ဒီထမ်းလို့လေးကိုထည့်ပါတယ်ခန်းဒီလေးတေးပြီးအနှစ်လေးဟောဒီတိတ်ကြံတော့ဆိုရင်ဘယ်ဥပ္ပခဲပါဘယ်ဝအလုံးပိုင်းနဲ့နည်းနည်းစိတ်ထားပြီးသားဆိုတော့သင်ချက်တဲ့ခါမှာအမြဲတမ်းထပ်ထပ်ကိုတည်းထားပါမယ်ရှင်ဘယ်ဥထဲအရသာလေးဝင်အောင်အရှင်လေးဘယ်ဥကြော်တယ်လို့မျိုးလေးပေါ့နော်ခဏထားပါမယ်အတင်းမမွေပါနဲ့ဘဲကိုပွဲပြီးတော့အနှစ်တွေထွက်ပေါ်မှာဆိုလို့ပါဘဲကပေါ်ရနေတင်းလာလို့ဆိုရင်အချုပ်အများကြီးထည့်ပါမယ်ဟုတ်ပြီအများကြီးနဲ့စားကြပါအများကြီးမသိတော့ပဲထည့်မယ်ဆက်ပြီးထည့်ပါမယ်นี่เอาลูกเทปมาไหวเนาะเมื่อกี้ได้เผ็ดไหมไม่ยาตาชีเลยเป๊ะอูอาลูมะฉะที่นี่ยาบาบิရှင်ยาตาလေးလေးရောလိုကလေးတစ်ထည့်ကြပါရှင်